မချမ်းရေဘယ်ကိုသွားမလို့လဲအပြင်တစ်ချက်သွားမလို့လေမချမ်းကိုတစ်ခုလောက်မေးမယ်လက်ရှိကတော့ဝန်ထမ်းလုပ်နေတယ်ကိုပိုင်လုပ်ငန်းလေးလုပ်ချင်တယ်အကြံလေးပေးပါအောင်လဲမချမ်းခဏလောက်ဖြေပေးပါလားဟုတ်ပြီအဲ့ဆိုရင်ကိုပိုင်လုပ်ငန်းလုပ်ဖို့အတွက်ဘာတွေပြင်ဆင်ထားရမလဲဆိုအဓိကစိတ်ခိုင်မာမှုစီရမယ်ချန်တို့လာစာဘွားပဲဖြစ်ဖြစ်ဝန်ထမ်းပဲပုံမှန်အလုပ်လုပ်ရတယ်ပုံမှန်လာစာရတကယ်လို့ကိုပိုင်လုပ်ငန်းလာလုပ်တဲ့အခါကျရင်ချန်တို့တိုက်ခိုက်မှုတွေအများကြီးနဲ့ကြုံမယ်အတွေ့အကြုံအသစ်တွေအများကြီးနဲ့ကြုံမယ်အဲ့လိုတွေကြုံလာတဲ့အခါကျရင်ချန်တို့အဓိကစိတ်ခိုင်မာဖို့လိုတယ်အဲ့ဒီကြုံလာတဲ့ပြဿနာတွေကဘာတွေလဲဆိုချန်တို့ကိုပိုင်လုပ်ငန်းလာလုပ်တော့မယ်လို့ဆုံးဖြတ်ပြီးဆိုရင်ဘာလုပ်ငန်းကိုပဲလုပ်ဥပမာချန်တို့အစားတောက်ပဲလုပ်အေးပိုင်းပဲလုပ်ငန်းတစ်ခုခုကိုပိုင်လုပ်ငန်းစလုပ်ပြီးဆိုကိုကြိုက်တဲ့လူနဲ့မကြိုက်တဲ့သူအုပ်စုစီတယ်ပထမတအုပ်စုကကြာကိုယ့်ရဲ့ idea တွေကိုနင်လုပ်ရင်ဖြစ်မှာမဟုတ်ဘူးရမှာမဟုတ်ဘူးသူများတွေလှုပ်ထားပြီးကုန်ပြီးပြောတဲ့အုပ်စုနဲ့ဒုတိယအုပ်စုကတော့လှုပ်ဆန်းကြည့်နော်ဖြစ်သွားမယ်ဒီလိုပဲလေးလာတင်ယူရတယ်ဒီလိုပဲလုပ်ရတယ်အဲ့လိုလူတွေနှစ်အုပ်စုစီတယ်ပေါ့အဲ့တော့ပထမအုပ်စုကိုပြောတဲ့အရာတွေကိုခံနိုင်ရစီအောင်စူးစမ်းထားရမယ်နောက်ထပ်တစ်ခုကရင်းနှီးမမြုပ်နှံခင်မှာကိုယ့်ရဲ့စိတ်ကတေချပြီးလားငါတေချပြီးဆိုမှဒီလုပ်ငန်းကိုစတင်ရင်းနှီးမြုပ်နှံတကယ်ကိုယ့်ရဲ့စိတ်ကတိတ်ပြီးတော့တေချာလည်းမဖြစ်သေးကိုရင်းနှီးမြုပ်နှံလိုက်ပြီးသွားမှဘာမှပြန်ပြီးတော့လုပ်လို့မရတော့ဘူးအဲ့တော့အဓိကဒီနှစ်ချက်လေးကိုအရင်ဦးဆုံးလေ့လာပြီးတော့မှကိုပိုင်လုပ်ငန်းစလုပ်ပါလို့ချမ်းပြောချင်တယ်ချမ်းကိုယ်တိုင်လဲလွန်ခဲ့တဲ့6နှစ်တုန်းကတိုင်ဆောက်ဖွင့်တုန်းကဆိုတိုက်ခိုက်မှုပေါင်းများစွာကိုတွေးခဲ့ရတယ်ဖြစ်မှာမဟုတ်ဘူးလုပ်ရင်ရောင်းရမှာမဟုတ်ဘူးလုပ်ရင်ဘယ်သူမှစားသုံးတဲ့သူစီမှာမဟုတ်ဘူးကိုကအသက်ငယ်သေးတယ်ကိုပိုင်လုပ်ငန်းလာလုပ်ဖို့မသင့်တော်သေးဘူးအဲ့လိုမျိုးအများကြီးကိုဖြတ်ကျော်ခဲ့ပြီးမှဒီအခြေအနေကိုရောက်ခဲ့တာအဲ့တော့ကိုပိုင်လုပ်ငန်းစလုပ်မယ်ဆိုဒီအရာလေးတွေအရင်ဦးဆုံးကိုယ်တိုင်စိတ်ခိုင်မာမှုအရင်ဦးဆုံးပြင်ဆင်ပြီးမှလာလုပ်ပါလို့ချမ်းနေနဲ့အကြံပေးချင်ပါတယ်ချမ်းကတော့တပတ်ထိုင်ခုကချမ်းပါ